မေတ္တာသုံးပါးမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန္တံပရံဝိသမစ္ဆာဆိုတာအင်တမဒီကြိုးချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရအတွက်မြတ်စွာဘုရားမေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အထကုတလဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အထကုတလကိုကျိုးကိုစီးပွားအများရဲ့အကျိုးစီးပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အထကုတလဆိုအင်္ဂလိပ်စကား skill ဆိုတာနဲ့အတူတူလိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုယ်အကျိုးစီးပွားသူ့အကျိုးစီးပွားနှလုံးရဲ့အကျိုးစီးပွားပေါ်မှာလိမ္မာတယ်လှုပ်တတ်တယ်၊ကိုင်တတ်တယ်ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏီယမထကုတလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လုပ်ရမယ့်အချက်တွေရှိတယ်ကိုယ်အကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့တစ်ဖက်သားရဲ့အကျိုးစီးပွားလဲတိုးတက်စေခြင်းကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ကမ္ဘာတစ်ခုကိုတိဆောက်ခြင်းနဲ့တိဆောက်နိုင်တဲ့နိလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထကုတလအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုက်နာလုပ်ရမယ့်ကိစ္စတွေရှိတယ်ယန္တတန္တံပရံဝိသမစ္ဆာစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့အနေအထားတွေဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမျှော်မှန်းလိုက်တော့ယန္တတန္တံပရံဝိသမစ္ဆာတန္တဆိုတာအေးချမ်းတဲ့မြတ်စွာဘုရားအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအခြေခံအားဖြင့်ပြောမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုကိုစာပေကျမ်းကမှလည်းဟရယတန္တိဆိုတဲ့စကားလုံးသုံးတာရှိတယ်ဟရယဆိုတာနှလုံးသားစိတ်ဓာတ်တန္တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာအဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတ္တိရည်စူးပြီးငြိမ်းချမ်းမှုအချင်းချင်းအပြန်အလှန်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတည်ပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ဘာတွေလဲလို့ဆိုရင်သက်ကောလုံနိုင်စွမ်းရှိရမယ်လုံနိုင်စွမ်းဆိုတာဒါအရေးကြီးတာလှုပ်ချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွမ်းရှိရသက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွမ်းရည်ရှိရမယ်ချင့်ကျင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရအဲ့ဒီပုဂ္ဂိုလ်ဟာအရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုရိုးသားဖြောင့်မတ်ရမယ်ကောက်ချစ်တာမလုံးဝဘူးရိုးသားဖြောင့်မတ်တယ်ဆိုတာစိတ်ထဲရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကိုသိစေတာရိုးသားတယ်လို့ခေါ်တယ်ဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုးသားတာကိုရိုးအားနဲ့သွားပြီးတော့တွဲတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်လို့ဒီလိုဆိုလိုတယ်ကောက်ကျစ်တာနဲ့ရိုးသားတာနဲ့ရိုးအားတာနဲ့နော်ထက်မြက်တာနဲ့တခြားရိုးအားတာတော့မကောင်းဘူးအားတာမကောင်းဘူးမသိတာနှလပိန်းတုံးဆိုတာကြတော့အဲ့ဒါအားတယ်လို့ခေါ်တယ်ဗမာစကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်စိတ်ထားတိမှတ်တယ်မှန်ကန်တယ်ဆိုတာကိုရိုးသားတယ်သူဟုစုအလွန်ရိုးသားဖို့လိုတယ်အရေးကြီးလို့နော်ရိုးသားရမယ် honest quite honest ဒီလိုဆိုလိုတာရိုးသားအလွန်ကိုရိုးသားတယ်ဆိုတာစိတ်ဓာတ်ကိုရိုးသားမမှန်မကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုရိုးသားတကောဥစုစသူဟုစုဒီမေတ္တာသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့
ရွတ်ဖတ်ပြီးတော့ဆင်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအားဆေးပဲဖြစ်ဖြစ်ယောဂပြောက်တဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားပါအကျိုးမှရအခုမေတ္တာသုတ်ဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ရွတ်ဖတ်ပြီးတော့ဘာလို့လောကလူသားတွေကပရိစ္ဆေရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြမှာဒီလိုမဟုတ်ဘူးရိုးသားရမယ်ဖြောင်းမရမယ်မေတ္တာမပြတ်အောင်ရိုးသားမှုကသိရည်မယုံမသားလုပ်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလုပ်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် mutual respect ချင်းချင်းပြန်လည်လေးစားမှုတွေပြည့်ရင်းသွားတယ်ဒါကြောင့်မေတ္တာတော့မှပြောတာတက်ကောဥစုစသူဟုစုစရိုးသားပါဖြောင်းမတ်ပါဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ရိုးသားဖြောင်းမတ်မှုကမေတ္တာတည်ဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ရုံနဲ့အောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်နာကျင့်သုံးဖို့လိုအပ်တယ်ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆိုရိုးသားအစွမ်းကုန်ရိုးသားတက်ကောဥစုစတုစုတခါတော့ကကန္တရကဆိုတဲ့ဆင်းနေကိုအတတ်သင်ပေးတဲ့ဆရာတစ်ယောက်မြတ်စွာဘုရားစီရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာသူကမြတ်စွာဘုရားကိုချီးမွမ်းထောမနာတယ်ချီးမွမ်းတော့ဆိုရှင်ဘုရားဟာအလွန်ကောက်ကျစ်တတ်တဲ့လူတွေကိုဆုံးမသွန်သင်တာအာဂမန်းမှာပဲဆိုတဲ့စကားပြောတယ်တိရစ္ဆာန်တွေကိုသွန်သင်ပြတာဆုံးမရတာလွယ်တယ်တဲ့တိရစ္ဆာန်တွေကရိုးတယ်ဖြောင်းတယ်နော်တိရစ္ဆာန်တွေကရိုးတယ်ရိုးသားတယ်ဖြောင်းမှတ်တယ်လူတွေကကောက်ကျစ်တယ်လို့သူပြောတာသူကစင်နေကိုအတတ်သင်ပေးနေတာဆိုတော့စင်တကောင်ကိုတဲ့တပည့်တော်တယုဇနာခရီးအသားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့ညင်နေအကုန်သိရတယ်သူကပြောတာစင်နေသင်လို့လွယ်တာသူ့ရဲ့အကျင့်စရိုက်တွေအကုန်လုံးသူကရှုပ်ဝဲမထားဘူးအကုန်လုံးပေါ့ဒါကြောင့်မို့သူသုံးတဲ့စကားလုံးကဥဒ္ဒါနကင်းညေတံပန္တိယတိထံဘတ်တော်ရှင်ပြားတဲ့ဒီအကောင်တွေကသိရိုးသားကြတယ်ဖြောင့်မတ်ကြတယ်စိတ်แท้ရှိတာလှုပ်တာတဲ့သူတို့နော်စိတ်แท้ရှိတာလှုပ်တယ်အဲ့ဒါကြောင့်မို့ဒီကောင်တွေသင်ရတာလွယ်တယ်တဲ့ဒါပေမဲ့ဗျာတပည့်တော်ရဲ့နောက်လိုက်နောက်ပါတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေပေါင်းတယ်လူတွေကြတော့အတော်ကောက်ကျစ်တယ်ခုံရှင်နေညေတံပန္တိယတိထံမနုဿာရှင်ဗျာလူတွေဟာအလွန်ရှုပ်ဝတ်တယ်လူတွေရဲ့စိတ်နှလုံးကအလွန်ရှုပ်ဝတ်အသိခက်တယ်တပည့်တော်ရဲ့အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးသူတို့ဟာစိတ်ထဲနဲ့ပြောတဲ့စကားနဲ့စိတ်ထဲရှိတာနဲ့လှုပ်တာနဲ့တလွဲစီကြည့်ပဲဆင်းနေကြတော့အဲ့ဒါလိုမဟုတ်ဘူးဗျာတဲ့အလွန်ဖြောင်းနေဒီကောင်တွေကစိတ်ထဲရှိတာတွေအကုန်ထုတ်တယ်အသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့အနေထားတွေအကုန်သိတယ်လူတွေကြတော့တပည့်တော်တလားနေလဲမသိတစ်နှစ်နေလဲမသိနှစ်ပေါင်းများစွာတပည့်တော်နာအလုံးလုံးနေတဲ့လူတွေအကြောင်းမသိဘူးတဲ့အလွန်သိရခက်တယ်လို့သူကဒီလိုရှောက်ခဲ့တယ်အဲ့ဒါလိုသိရခက်တဲ့လူသားတွေကိုရှင်ဘုရားဆုံးမတာတော့အနုတ္တရောပုရိသဓမ္မတရတိဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတယ်အလွန်အံ့ဩစရာကောင်းပါတယ်လို့မြတ်စွာဘုရားကိုချီးကျူးပြီးရှောက်ထားတဲ့စကားလေးတစ်ခုရှိသူ့နာမည်ကကန္တရကအဲ့ဒါကြောင့်မလို့လူတယောက်ဟာရိုးသားဖြောင့်မတ်မှုသိအရေးကြီးတယ်ကိုယ့်ကိုယ်ရိုးဖြောင့်အောင်နေတတ်ဖို့ကြိုးစားကိုယ့်ကိုရိုးရိုးသားသားဖြောင့်ဖြောင့်မတ်မတ်ငါပါဇက်ကပြောတဲ့အတိုင်းငါစိတ်ထဲကဟုတ်ကလားစိတ်ထဲကရှိတဲ့အတိုင်း